DND ကကိုကနေကြိုးဆိုပါတယ်အားလုံးမြန်မာနိုင်ငံကနေပြီးတော့နိုင်ငံတကာကိုပစ္စည်းလေးတွေပို့ချင်တယ်ဆိုရင် DND ကကိုကနေပို့ပေးပါတယ်ကြာချိန်ကတော့3ရက်ကနေ5ရက်အတွင်းမှာမြန်ဆန်ဆန်နဲ့ရောက်နိုင်တယ်မြန်ဆန်ဆန်ပစ္စည်းလေးတွေပို့ချင်တယ်နိုင်ငံတကာကကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေမိသားစုတွေကိုမြန်မာပြည်ကအစားအစာလေးအလွမ်းပြေပို့ချင်တယ်ဆိုရင်တော့ DND ကကိုကအမြန်ဆုံးပို့ဆောင်ပေးပါတယ်ရှင် DND ကကိုရဲ့ဒီနေရာလေးကတော့တမိန်မရလမ်းမပေါ်ကနေလာမယ်ဆိုလို့ရှိရင်တော့အကြည့်တော့ဟိုတယ်မျက်နှာချင်းဆိုင်မနောဟရလမ်းတောင်မှာရှိပါတယ်နော်DND ကကိုကနေပြီး Viber ကနေလည်းဆက်သွယ်လို့ရတယ် page ကနေလည်းဆက်သွယ်လို့ရတယ် WhatsApp ကနေလည်းပြောလို့ရတယ်နော် Viber ဖုန်းလေးကတော့0950506999ပါ WhatsApp ဖုန်းလေးကတော့26515915ပါရှင်သိကျင်တာလေးတွေအားလုံးမေးမြန်းလို့ရပါတယ်နော်ပို့ပြစ်သည်ဖြစ်စေမပို့ပြစ်သည်ဖြစ်စေကာကိုကြိုက်တဲ့လောက်မေးလို့ရတယ်အကုန်ပြန်ဖြေပေးပါမယ်နော်မပို့ပြစ်လဲအာမနာနဲ့မေးပါသိကျင်တာတွေအားလုံးမေးလို့ရပါတယ်ကာကိုကနေပို့လို့မရတဲ့ပစ္စည်းလေးတွေတော့ရှိတယ်နော်အဲ့ဒါကတော့ဆေးနဲ့အသားပါဆေးတို့အသားတို့ကတော့နိုင်ငံတကာကလက်မခံတဲ့ဟာလေးတွေဖြစ်တဲ့အတွက်ကာကိုကတော့ပို့ပေးလို့မရပါဘူးကျန်တဲ့အရာတွေအားလုံးကတော့ကြွကြွလေးနဲ့လာပြီးပြချလိုက်ရုံပဲကာကိုကနေအားလုံးပါဆယ်တေချာထုတ်ပြီးပို့ပေးတယ်နော်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်လာခဲ့ပါနော်တင်းစိတ်ကျဉ်နှံမှုကကျမတို့ရဲ့အရေးသွေးပါကျမတို့ရှီကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်တစ်ခါတော့လာပို့ကြည့်ပါနော်စိတ်ကျဉ်နှံစီရပါမယ်ရှင်